ကျွန်တော်ဗီဒီယိုတစ်ပုတ်တင်လိုက်ပြီဆိုတာနဲ့ comment တွေမှာအခုလိုမျိုး block fruit ဆော့ပြပါ block fruit ဆော့ပေးပါဆိုရဲ comment တွေကိုခဏတွေ့ရတယ်အဲ့တော့ block fruit ကတကယ်ပဲဆော့လို့ကောင်းတာလားကျွန်တော်ကိုယ်တိုင်က one piece ကို ongoing ထိကြီးခဲ့ဘူးလားဆိုတော့ကြိုက်တော့မယ်ထင်ပါတယ်ကဲစလိုက်အောင်ဗျာဂိမ်းစမှာဆိုရင်ကျွန်တော်တို့ pirate နဲ့ marine ဆိုပြီးရွေးခိုင်းပါတယ်ပင်လယ်ဓမြနဲ့ရေတပ်ပေါ့နော်ပုံမှန်ဆိုရင်ပင်လယ်ဓမြကဓမြကောင်တွေရေတပ်ကလူကောင်းတွေဆိုပြီးတော့တတ်မှတ်လို့ရပါမယ် one piece ကြည့်ဘူးတဲ့သူဆိုရင်တော့ပင်လယ်ဓမြတွေကပိုကောင်းတယ်ဆိုတော့သိကြမှာပါဒါကြောင့်မို့လဲကျွန်တော်ပင်လယ်ဓမြကိုပဲရွေးလိုက်ပါတယ်ကျွန်တော်ဗီဒီယိုမလုပ်ခင်မှာနည်းနည်းလေးစော့ထားရမလို့ level 6ဖြစ်နေပါတယ်နောက်တစ်ခုပြောချင်တာကျွန်တော်အခုမှစဆော့တာဆိုတော့ဘာမှထူထူတော့မသိသေးပါဘူးကဲတော့ပထမဆုံးအနေနဲ့ quest တွေလောက်ရမယ်ပေါ့နော်ထင်တာပဲကဲတော့ကျွန်တော်ဒီကောင်းကြီးစီကနေပြီးတော့ quest တွေလောက်ရမယ်ဒီမှာဆိုရင်တော့ quest ရွေးလို့ရတယ်ဒါပေမဲ့ဒီမှာတော့တစ်ခုပဲရွေးလို့ရပါတယ်ကျွန်တော်ကဒီတောပုံးဓမြ9កောင်တန်ဒေါ်လာ350နဲ့ EXP 300ရမယ်ပေါ့နော်ခုကဘာ devil fruit မှမစားတော့မြန်မာလိုကြီးလက်တီးနဲ့လိုက်ထိုးရမှာကွာတကောင်တော့အကြာကြီးချနေရတယ်โอเคတကောင်တော့တေသွားပြီရော့ကွာတစ်ချက်ပဲထိုးမယ်ဟဲ့အဲ့ဒါတော်မိုက်နေဟာဒါမဲ့ကူးတောင်းဆောင်ရတယ်အော်လက်ဒီcombat ကအခုမှ level 5ပဲရှိသေးရကွာ level 20ရောက်မှအောက်ကအကွက်ကိုတုံးလို့ရမှာအောက်ကအကွက်ကဒီ ground smash ဆိုတဲ့အကွက်ကိုတုံးလို့ရမှာကဲအခုကတော့ဒီကောင်တွေကိုချပြီးတော့ level တင်ရမယ်ကဲ level 6တော့ရောက်သွားပြီโอเคမြန်တော့မြန်ပါရဲ့ကွာအဲ့လိုနေပဲကျွန်တော်ဓမြ9កောင်တက်ပြီးတော့ quest ပြီးအောင်လုပ်လိုက်ပါတယ်အဲ့ဒီအချိန်မှာကျွန်တော် level 8ဖြစ်သွားပါပြီနောက်ပြီးတော့ကျွန်တော်ဒီနီးနဲ့ပဲ level ဖမ်းမယ်ပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်က level အရန်နေပြီးတော့တခြားကျွန်းတွေကိုသွားလို့မရဘူး quest UB ဝါးဆိုတော့ဒီကောင်တွေကိုစောနာအတိုင်းပဲမြန်မာလိုလက်တီးနဲ့လိုက်ထိုးရမယ်ကျွန်တော်အထင်တော့ဒီကောင်တွေကဒီ block fruit ထဲမှာ a week ဆိုကောင်နေဖြစ်မယ်ထင်တယ်အဲအကြောင်းမလို့စစချင်းမှာအခုလိုမျိုးထိုးရတာပေါ့နော်ဟောကျွန်တော်သိပြီ तू ကဒီမြားလေးကိုအလဲမှာထားမှရမှာဗျာဘာလို့လဲဆိုတော့ spare သုံးတဲ့အခါမှာကိုတုံးလိုက်တဲ့ spare ကအဲ့ဒီမြားရှိရဲ့ direction ကိုပဲတွားတာပေါ့နော်ကျွန်တော်စောနာအဲ့ဒီမြားကြီးမျက်စိရှုပ်လို့ဆိုပြီးတော့ဘေးကိုကတ်လိုက်တာ spare ကဘေးကိုရောက်သွားတယ်။အော်တိပြီကျွန်တော်အခုမှ block fruit စားဆောတာဆိုတော့ကျွန်တော်ငနုလို့တော့မပြောကြပါနဲ့တကယ်လေနှုတ်ပါတယ်အခုကတော့စောနာပေးတာရဲ့ quest တွေကိုပြီးအောင်လုပ်မယ်ကျွန်တော်ဒီနှစ်ကောင်ပဲချဖို့လိုတော့ရဗျာဒါဆိုရင်နောက်ဆုံးတစ်ကောင်ပဲကျန်တော့တယ်โอเคကျွန်တော် level 9ရောက်သွားပါပြီဒါပေမဲ့ကျွန်တော်နောက်တဲ့ quest တွေထပ်လုပ်ရမယ်ဗျာဘာလို့လဲဆိုတော့အခုမှ level 9ပဲရှိသေးရဆိုတော့အဲ့ဒါနဲ့ကျွန်တော်ကျွန်းတစ်လျှောက်ကိုပတ်သွားရင်းနဲ့ဓားရောက်တဲ့သူတွေ့လိုက်ပါတယ်ဆိုင်ရှင်ကစောက်ကြောတင်းနေတော့တစ်ဆိုင်လုံးကဓားနှစ်ချောင်းပဲရောင်းတာကျွန်တော်လည်းအဲ့ဒီဆိုင်ကနေပြီးတော့ဒေါ်လာ1000နဲ့ကတ်တာနာတစ်ချောင်းဝယ်လိုက်ပါတယ်ဓားရသွားပြီဆိုတော့ဒီဓားရဲ့ scale ကိုစမ်းကြည့်လိုက်မယ်အိုးလမ်းနေဟာပေးရတဲ့ဈေးနဲ့တော့တန်တယ်ကွာကဲတော့ကျွန်တော်လည်းလက်တီးနဲ့လိုက်ထိုးစရာမလိုတော့ဘူးဆိုတော့ဒီကြံနေတဲ့တောပုံဓမြတွေကိုကျွန်တော်ရဲ့စောက်ရင်ကျန်းလာပါတယ်ဆိုတော့ကတ်တာနာဓားကြီးနဲ့လိုက်ခုတ်ပါတယ်ဒါပေမဲ့ကျွန်တော်မသိလိုက်တာ quest ကိုမေ့နေရဗျအဲ့ဒါလည်းကျွန်တော်မသိရနဲ့အချိန်တော်ကြာအောင်စောက်တလွယ်လုံနေပါတယ်ပြီးတော့ကျွန်တော် level 10ရောက်သွားပြီဆိုတော့ဒီမှာတန်လိုက်အိမ်မြောင်လေးမှာ notification တက်နေရဗျအဲ့ကနေပြီးတော့ကျွန်တော်ကြည့်လိုက်တယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော် quest အသစ်လုပ်ဖို့အတွက် jungle မှာရှိတဲ့ NPC တယောက်ကိုသွားရှာရမယ်ပေါ့နော်ကဲ level 10ရောက်သွားပြီဆိုတော့ငါတခြားကျွန်းကိုသွားဖို့အချိန်တန်ပြီကွာအိုးဟဲ့ဒါဟောမလားကီဇာရူရဲ့ fruit ဖြစ်မယ်ထင်တယ်အဲ့ဒီ fruit ရရင်တော့တော်တော်မိုက်မယ်ကဲအခုကတော့ကျွန်းပေါ်မသွားခင်မှာဒီမှာရှိတဲ့ရေနာတက်တာကြီးဖွင့်ရမယ်ဒီလောက်ရလဲမနှဲပါဘူးဒါနဲ့ဟိုးမှာလမ်းမြင်နေရတာ sky beer နဲ့တူပဲငါတော့ block fruit နည်းနည်းပို့ပြီးတော့စိတ်ဝင်စားလာပြီအဲ့ဒီနေရာကြီးသွားဖို့ဆိုရင်တော့ဒီတက်အများကြီးမြင့်တဲ့ level တွေ fruit တွေပါလုံးမယ်ထင်တယ်ပြီးရနဲ့ကျွန်တော်ဒေါ်လာ1000နဲ့ဝယ်ထားတဲ့တင်မောကြီးနဲ့ jungle ကိုသွားခဲ့ပါတယ်jungle ကိုရောက်ပြီဆိုတော့ဒီမှာ set hold point ကိုဒီမှာပဲထားလိုက်မယ်အဲ့ဒါဆိုရင်တည်တဲ့အခါကျရင်ဒီနားမှာပြန်စမယ်နဲ့တူတယ်jungle ကိုရောက်လာပြီဆိုတော့စောနာသူပြောတဲ့အတိုင်းပဲ NPC ကိုသွားပြီးတော့တွေ့ရမယ်အဲ့မှာကျွန်တော်လမ်းသွားနေနဲ့မြောက်လေးတစ်ကောင်တွေ့ခဲ့ပါတယ်ကျွန်တော်ကလည်းအရန်တနာတဲ့ကောင်ဆိုချက်ချင်းဓာတ်နဲ့လိုက်ခုတ်တယ်အိုးရဒီမြောက်ကကျန်းလိုက်တာညငါသွေး20လောက်ရော့သွားတယ်အော်ဒီမြောက်ကတော်တော်ဖြစ်နေရပဲနောက်ပြီးတော့ငါရဲ့ကတ်ဒါနာအခုမှ level 3ဆိုတော့ damage တိတ်မထွက်ဘူးကွာဒီမြောက်ကိုငါရဲ့ကတ်ဒါနာအကွက်တွေထုတ်တုံးမှရမယ်ဒါပဲတေသွားပြီကတ်တာနာ level 5ဖြစ်သွားပြီကွာအဲ့ဒါနဲ့ကျွန်တော်လည်းဒီကျွန်းပေါ်မှာဟိုဒီရှောက်ကြည့်ရင်းနဲ့ NPC ရှိတဲ့နေရာရောက်သွားပါတယ်။အော်ဒီကောင်လည်း quest တွေလောက်ရမှာကွာဒီမှာဆိုရင်စောနာကျွန်တော်ချလိုက်တဲ့ monkey gorilla king ဆိုပြီးရရှိရပေါ့နော်ဒါတွေကိုတော့ကျွန်တော် level အလိုက်တက်ရမယ်ထင်တယ်အခုကတော့ကျွန်တော် monkey ကိုတက်ရမှာပါ monkey 6កောင်တက်ရင်ဒေါ်လာ800ရမယ်နောက်ပြီးတော့ EXP 2300တော့ရမယ်
ဒါဆိုရင် level တက်တာတော်တော်လေးမြန်ပါကွာကဲတော့ကျွန်တော်အခု monkey 6កောင်တော့တက်မယ်ပေါ့နော်ကျွန်တော်ရဲ့ကာတာနာစောင့်ကျန်းနေဗျတလွေးဩဒီကောင်ကျန်းပါတယ်မှတ်နေတာဒီမြောက်က level 14ကွာအေးရောက်ရေးလူမတက်ပါနဲ့ကွာ level fan နေရမလို့ပါဟာဒီပဲငါမရလိုက်ဘူးကွာဟောကိုမ level 10ရလို့ level fan နေပါတယ်ဆိုမှလာလူတက်နေရတခြားကောင်တွေတက်လို့ရတယ် okay ဟာလာပြန်ပြီ what the fuck bro easy နေပါကွာလူမတက်ကြပါနဲ့လူမတက်ကြပါနဲ့လူမတက်ကြပါနဲ့တောင်းပန်ပါတယ်လူမတက်ကြပါနဲ့တော်တရားပေါ့ငါရလို့အဲ့ဒါနဲ့ jungle ထဲမှာရှိရဲ့ monkey ကိုတစ်ကောင်ပြီးတစ်ကောင်ချပြီးတော့ level fan ပါတယ်ဒီဘောကဘယ်သူတော့မသိဘူးညသူ့ကိုမေးကြည့်လိုက်မယ်ပေါ့သူက quest တွေပါလောက်ခိုင်းနေလူတာပဲအော်ဒီမှာ shop လို့တော့ရေးထားတယ်ကွာသူ့နာမည်က zero last တဲ့သူကဒီ random physical fruit တွေကိုရောင်းတာပေါ့နော်2နာရီတစ်ခါရောင်းတာပေါ့နော်မင်း level မြင့်လေဟိုဈေးပိုကြီးလေပဲအော်သူပြောတာကျွန်တော် level 50ရောက်မှလာလို့ရမှာကဲ level 50မရောက်ခင်မှာကျွန်တော် level 11နဲ့ level 12ဖြစ်ဖို့သူပေးထားတဲ့ quest အရာ monkey ကိုတက်ရပါတယ် level 9ဒီတော့တကောင်အကြာကြီးတက်နေရတယ်ကွာကဲခုတော့ level level 50ရောက်သွားပြီနောက်တစ် quest အတစ်လုပ်လို့ရတော့မယ်ကွာငါ့ level ကလည်း50ရောက်သွားပြီကွာ level 50ဆိုရင်တော့ငါ devil fruit လှည့်လို့ရပြီနဲ့တူတယ်သူကတော့ random physical fruit ဆိုတော့ random ကြမှာအသီးတွေကတော့ဘယ်လိုအသီးရှိလဲတော့ကျွန်တော်လည်းတခြားတော့မသိသေးဘူးကဲခုကတော့ကျွန်တော် level 50ဖြစ်သွားပြီဆိုတော့ quest အတစ်လောက်ရမယ်နဲ့တူတယ်ဒီခါကတော့ gorilla အလှည့်ပေါ့နော် gorilla တွေကိုတက်ရမှာလားဟုတ်တယ်သူက level 50ရောက်ပြီဆိုတာနဲ့ gorilla ကိုတက်လို့ရပြီပေါ့နော်ဒီမှာ gorilla 8កောင်တက်ပြီဆိုတာနဲ့ကျွန်တော်ကဒေါ်လာ1200ရဲ့ 4500 EXP ရရမယ်ပေါ့ဒါနဲ့ဒီ stats ဆိုတာဘာကြီးလဲဒီမှာ melee defense swap gun blow fruit ဆိုပြီးတော့ level တင်လို့ရတယ်ဟာကျွန်တော်တို့ဘာမှမသိသေးလို့ melee ကို level 5တင်လိုက်ပါတယ်နောက်ပြီးတော့ refund လောက်တာမရအောင်နဲ့တူတယ်အဲ့ဘာကြီးဟာတခြားကောင်က fruit စားတာလားမသိပါဘူး gorilla ရဲ့ကျန်းလိုက်လား gorilla ရဲ့တကောင်မနှဲချနေရတယ် what the fuck မနိုင်ဘူးရတေးတော့မယ်ဟို level fan ရလေထင်တယ်လို့မလွယ်ဘူးကတခြားသူတယောက်ကကူပြီးတော့ fan ပေးမယ်ဆိုရင်တော့တော်တော်မိုက်မယ်ထင်တယ်ဥမာဒီကောင်ကဒီ gorilla တွေကိုတွေးတစ်စက်လောက်လေးခြံတာပြီးရင်ကျွန်တော်ဝင်ခုတ်ဆိုရင်တော့မြင်ပြီးမယ်နဲ့တူတယ်အခုက gorilla ကျွန်တော်ဝိုင်းတိုင်းကျွန်တော်တကောက်တော့မနေ့တက်နေရတယ်sureနောက်ပြီးတော့ကျွန်တော် shop ထဲမှာဆက်စုကြည့်ပါတယ်ဒီမှာဆိုရင် devil fruit တွေပေါ့နော်ကျွန်တော် 1pg ရဲ့သူဆို devil fruit လို့ပြောပါဗောဒါတွေကိုတော့ blood fruit လို့ခေါ်မယ်ထင်တယ်ဒီမှာ T-Rex တို့ Rocket တို့ Spain တို့ Spring Smoke Flame က Ace ရဲ့အတီးဖြစ်မယ်ထင်တယ်နောက်ပြီးတော့ဒီမှာ Falcon Ike Sand တော့ဒီ Crocodile ပေါ့နော်ခုကတော့ကျွန်တော်ရဲ့ mission အတိုင်း Gorilla တွေကိုတက်ရမယ်ပေါ့နော်စောနာလိုမျိုး devil fruit တွေဒါကျွန်တော်မှရှိမယ်ဆိုရင်ကျွန်တော်ရဲ့ Gorilla တွေကို Ace နိုင်တော့ပါတယ်ခုကတော့ဒီကောင်တွေကိုရေးလဲခုတ်နေရတယ်ဗျာတကောင်နဲ့တကောင်မနှဲချနေရတယ်2,000 years later ဒီကောင်တွေကိုချတာအကြာကြီးပဲကွာငါ့ရဲ့ကာတာနာကလည်းတုံးနေတာမသိဘူးအကြာကြီးခုတ်နေရတယ်တေးတော့မယ်တော်တယ်ကွာဆောင်းလာရေပြုတ်ကြဒီ Devil Fruit စားရတယ်ဆိုရင်တော့ရေကူးလို့မရအောင်နဲ့သူရရပြီဒါဆိုရင်တော့ငါတက်မှာ3កောင်ပဲကြံတော့ရယ်ကွာဘာမြူပင်လယ်တများတို့မြည်သည်ဘယ်တော့မှအရှုံးမပေးဟုတ်လားဟေးယောဘာယူကျန်းလိုက်လားစောနာအဲ့ဒါဘာ fruit ရုံမသိဘူးဟိုပေါက်ကွဲနေဟာ gorilla king ကပေါက်ကွဲနေဒီကောင်က devil fruit ပေးမယ်လို့ငါထင်သွားငါပလေးခံလိုက်ရပြီနေပေါင်းဒီကောင်စောနာထုတ်တယ်ဘာ fruit လည်းမသိဘူး ice fruit ဖြစ်မယ်ထင်တယ်နော်ငါလည်း quest တွေလုပ်ပြီး level မြင့်အောင်လုပ်ရမယ်အခုမှ level က16ပဲရှိသေးတယ်ကဲတော့မကြပါဘူးကျွန်တော် gorilla တွေကိုတူတီကိုတီခုတ်ပါတယ်ကျွန်တော်တေးသွားပါတယ်ဒါပေမဲ့ကျွန်တော်လုံးဝလက်မလျှော့ပါဘူးအဲ့ဒီကျွန်းရှိအောင်တဖန်ပြန်သွားပြီးတော့ gorilla တွေနဲ့ထပ်ပြီးတော့ချပါတယ်အဲ့လိုနဲ့ကျွန်တော်ချရင်နဲ့တေးသွားပါတယ်ဒါပဲလေဘာတွေမျောလင့်နေအောင်ဒီ gorilla စောက်ရဲဆိုးနေတာပဲရတယ်လေငါအဲ့လိုဆိုးတဲ့ကောင်တွေကိုကြည့်ရွေးဖြုတ်လာတာကွာဟိုကာနာလာ level 60ဖြစ်သွားပြီယောကွာဟာ
လာရစမ်းမတေတော့မှာကွာဟာရပြီโอเคငါ level 20ဖြစ်သွားပြီ level 20ဖြစ်သွားပြီဆိုတော့နောက်တဲ့ quest အသစ်တိုးပါပြီငါအထင်တော့ gorilla king ကိုချရတော့မနဲ့တူပဲဟုတ်တာဗော level 20ရောက်ပြီဆိုတော့ gorilla king ကိုချလို့ရပြီသူ့နိုင်ဝိုင်းဒေါ်လာ2000နဲ့9500 EXP တောင်ရမှာကွာကဲအဲ့တော့ဒီနေ့ရဲ့ Blood Fruit video ကဒီလောက်ပါပဲဒီ game ကတစ်ခါတည်းဆော့လို့ရတဲ့ game မဟုတ်ဘူးဆိုတော့ episode 2လည်းတင်ပေးပါမယ်နောက်ပြီးတော့ episode 3ဘာညာလည်းတင်ပေးပါမယ်ဒီ video ကိုလည်းကြိုက်နေတတ်ကြရလားဆိုတော့ comment လေးမှာရေးပေးကြပါဦး